မွန်တို့အချင်းထောင်ထဲမှာဆိုလို့ရှိရင်လည်းမတရားဖိနှိပ်တာကိုခံရတယ်အဲ့ဒါအဓိကတော့သူတို့ကလက်နက်နဲ့ဖိနှိပ်တာမဟုတ်ဘဲနဲ့အာဏာနဲ့ဖိနှိပ်ထားတယ်စေဝါထောက်ပံ့မှုမရဘူးစေကူသားခွင့်အချိန်မီမပေးဘူးပေါ့နော်အဲ့တော့မလိုအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်နေတယ်သူတို့မပေးတဲ့ဆေးကိုကိုယ့်အိမ်ကမှာမယ်ဆိုလဲသူတို့ကပေးမသွင်းဘူးပေါ့နော်ထောင်ထဲမှာတော့နီးမျိုးစုံသူတို့ကအစားအသောက်ကိုလည်းအကတ်သက်တယ်အဲ့တော့ကျန်းမာရေးပြေးသွားတဲ့အစားအသောက်မရရှိဘူးအာဟာရပြေးသွားတဲ့အစားအသောက်မရရှိဘူးအဲ့အတွက်နိုင်ငံတကာကပေးနိုင်မယ်ဆိုရင်တော့အဓိကအဲ့ဒီထောင်ထဲကသူတွေကစိတ်ဒဏ်ရာတွေကအမျိုးစုံပေါ့နော်အစားအသောက်ကောစကားသံအနေနဲ့နှိပ်စက်တာတွေရောအပြင်မှာကိုထီလက်ရောက်ထုနှက်နေရမဟုတ်ပေမဲ့စိတ်ဒဏ်ရာကလူတယောက်ကိုသေစေနိုင်လောက်တဲ့အထိခံစားရတယ်ပေါ့နော်နောက်ပြီးတော့အမွန်တို့ဒီမြန်မာနိုင်ငံအပြင်နိုင်ငံတကာမငြိမ်းချမ်းတဲ့နိုင်ငံတွေရောအကုန်လုံးငြိမ်းချမ်းစေခြင်းနဲ့ငြိမ်းချမ်းရေးကိုလိုအပ်တယ်ပေါ့နော်ဒီကိုယ်နိုင်ငံမှာဖြစ်နေတာမဟုတ်လေတခြားနိုင်ငံရဲ့စစ်ပွဲတွေမှာလည်းမွန်တို့ကခံစားရတယ်ပေါ့နော်အဓိကလိုအပ်တာတော့တရားမျှတမှုလုံးဝမရှိတာကြီးကပြည်သူတွေအတွက်မလုံခြုံဘူးအခုဒီမှာဆိုလို့ချင်းလဲမွန်တို့ကဘယ်သူ့ကိုအားကိုးလို့အားကိုးရမယ်မသိဘူးတရားမျှတမှုမရှိဘူးကိုယ်တွေသိထားတာဆိုတော့เนาะဒီကိုယ်နိုင်ငံမှာမလုံခြုံဘူးဆိုရင်သူဒီတစ်ဖက်နိုင်ငံမှာခိုလုံခွင့်ရတယ်လို့ပြောပေမဲ့လည်းဒီမှာအဲ့ဒီလိုတိကျတဲ့လုံခြုံရေးမရှိဘူးပေါ့နော်ပြီးတော့ဒီလက်ရှိဖြစ်နေတဲ့အခြေအနေတရက်မှာတော့ဥဆောင်သူပေါ့နော်ခေါင်းဆောင်နဲ့အစိုးရတရက်တော့လိုအပ်တယ်လက်ရှိအစိုးရ NUG ကိုတော့မတို့ဘယ်လိုခေါ်မလဲအားကိုးမိတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ထက်ကောင်းမွန်တဲ့အစိုးရတရက်ရှိလာမယ်ပြည်သူတွေကိုကာကွယ်နိုင်တဲ့အစိုးရရှိမယ်ဆိုရင်တော့မွန်တို့တွေကလက်ခံပြီးကြိုးဆိုပါတယ်လို့